မင်းကဘာဖြစ်တာလဲခဏနေအောင်မေးဒီမှာဆရာဖုံမားနေလို့လေစောလောက်စောက်နေလားမသိဘူး။ဟိုရပြီဟယ်လိုဟိုပြောတာဆရာကြီးဥရွှေညာလားမသိဘူး။ဒီမှာလေအဲ့နဲ့မှာဟိုဆုံးသွားတယ်ကျွန်တော်မရဲကြီးကသူ့ရဲ့အမွှာညီမဖြစ်တဲ့ကျွန်တော်ရဲ့မရင်ငယ်ကိုဝင်ပူးနေလို့အဲ့ဒါလေးတစ်ချက်လောက်လာနှိမ်နေပြီပါလား။ဟုတ်ကျွန်တော်စောင့်နေမယ်နော်။သမီးကြီးရဲ့စိတ်ချပြီးတော့ပြန်ထွက်လိုက်ပါနော်။ငါယုံနေရနေတယ်ငါယုံနေရနေတယ်ငါတပည့်ဒါဘာနာလဲမင်းချက်ခတ်မှစမ်းဒါငါပြီးကြော်နာပါဆရာငါလောက်လိုက်ရဒါမကောင်းဆိုးပါနာကွာမကောင်းဆိုးပါနာငါတို့နှိမ်နေမှရမယ်နှိမ်နေမှရမယ်ဆရာကျွန်တော်မိမကိုကဲပါဦးကျွန်တော်မိမကိုကဲပါဦးစေးထားကြမှာမောင်စောရဟုတ်ကဲ့ငါ့ကိုဘယ်လိုမှလာမထားကြနဲ့ဘယ်စိတ်ရောလဲအာမကုန်နဲ့ငါမထွက်ပေးနိုင်ဘူး你们家打狗的啦！不了不，我都把蛤蟆骗了嘞。别跑！你别咬我，哎妈，哎对得啦，别妈我先ပြလာခဲ့အခုတော့ငါဘလုံးမထွက်ပေးနိုင်ဘူးဆရာကြီးကျွန်တော်မိမကိုကဲပါဦးမတက်နိုင်တော့ဘူးလားဟမ်ဟုတ်တယ်ဆရာကြီးကျမတို့မျိုးလုံးလုပ်ပေးပါဦးခက်ပြီဒီမကောင်းဆိုးကနည်းနည်းဆင်းမြင့်တယ်ကွာငါလည်းမတတ်နိုင်ဘူးသူတောင်းဆိုတာတစ်ခုခုလောက်ပေးမှရမယ်ထင်တယ်နေပါဦးမင်းမိမအသက်ရှင်တော့ကသူအစွဲလန်းဆုံးရာဘာဖြစ်မလဲဆွဲလန်းဆုံးရာရွှေဆိုရင်လေကျွန်တော်ထပ်သူကပို့ပြီးတော့ဆွဲလန်းနေတယ်ပို့ချစ်နေတယ်ခဏတော့ကျွန်တော်တော့ယူလိုက်မယ်ဒီမှာရပြီရွှေတယ်တာငါရွှေတယ်မဟုတ်ဘူးအဲ့ဒါသူငါမကောင်းဆုံးပါဆိုရင်ရွှေချောင်းနဲ့ထပ်ဖို့သိတယ်ငါရွှေစစ်တယ်ပဲလို့ရှိတယ်ငါကရွှေဆိုရင်ယတနာထုံးနဲ့အာမခဲစိတ်ရွှေယတနာဆိုင်ရရွှေတွေပဲသဘောကျတာငါတက်ရှင်စင်တုံးကဆိုရင်အဲ့ဆိုင်မှာပဲခဏတောင်းဝယ်နေကြပြီးတော့အဲ့ဆိုင်မှာထွက်တဲ့ရွှေတွေကဒီဇိုင်းနဲ့စမ်းတယ်ဖန်တီးမှုတွေကလည်းအနှုတ်စိတ်ပြီးအစိမ့်မြင့်တယ်ရုပ်ကြီးစိတ်ချမှုလည်းရှိတယ်အဲ့ဆိုင်ရွှေတွေပဲငါလိုချင်တယ်ရွှေတုံးလဲဆိုရင်တော့ sorry ပဲလုံးဝမထွက်ပေးနိုင်ဘူးဟဲ့မောင်စောအရင်ကသူ့ရွှေတွေဘယ်ရောက်သွားတာလဲအဲ့ဒီရွှေတွေကလေကျွန်တော်မာယူဘော်ဒီကင်လိုက်လို့ကုန်သွားပြီဖြစ်မှဖြစ်ရလဲမောင်စောရမင်းမာယူကဘော်ဒီတွားခံရတယ်လို့ငါလိုပဲကျွဲဆော့စမ်းပါကွာကျွန်တော်အခုမှစဉ်းစားမိတယ်လာမယ့်ရက်ဒီကြရင်လေကျွန်တော်မာယူဘော်ဒီထက်ကင်မို့တော့လေပွက်ထားတဲ့ရွှေဆွဲကျိုးတကောင်းတော့ရှိတယ်အဲ့ဒါကျွန်တော်တော်ယူလို့မယ်နော်ရပြီအောင်ပြီဟဲ့တယ်ငါတို့ကြတာလဲအကုန်လုံးဝိုင်းဝါကြလေအောင်ပြီကဲရွှေဝယ်ဖို့စဉ်းစားနေရဆိုလို့ရှိရင်အယော့အတွက်လက်ခတက်နဲ့ရရှိတဲ့မိုးမြင့်နဲ့ချောင်းစုံမြို့နယ်ရွာလို့ရွာမှာရှိတဲ့အကြီးဆုံးအာမခံစိတ်ရွှေရတနာဆိုင်ဖြစ်တဲ့ရတနာထုံးလေးရွှေဆိုင်ကိုအရောက်လှမ်းလာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ရနာတို့ဇက်လန်ကိုအခုလိုမျိုးအဆအဆုံးကြည့်ရှုပေးတဲ့သူတယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဇက်လန်ထဲမှာအမှားပါလို့ရှိလဲကြိုပြီးတော့တောင်းပန်ပါရစေရှင်အားလုံးပဲကျေးဇူးတင်ပါတယ်တတ